ဖာတယ်မသားသမီးတွေငါလုံးမဟာတွေမင်းတို့ဘလူကဘန်းကိုင်းလို့ပိုင်ရှင်ဘန်းကိုင်းလာလားဟမ်မင်းတို့ဘယ်ကောင်မန်းပိတ်ခိုင်းလာလဲမင်းတို့ဘာလို့လီလို့မမန်းပိတ်တာလားကလင်ကြက်လောက်ထားလို့လားကိုမေကိုလိုးတွေဟမ်မင်းတို့ဘာအောင်လိုက်လဲဘာတာဝင်ရှိလူလဲများမြင်မှာဆိုလို့ရောများတွေဘာလဲသူများမြင်မှာဆိုလို့လားမင်းတို့စောက်ကလင်ကြက်တွေဟမ်သူတို့ကလေးရေးကြရေးမယ်လေခံရတဲ့လူတွေရေးမယ်လေဟမ်မင်းတို့အလိုအရော့တွက်တွေကိုငါလုံးမှမတရားကြီးခွာတာတို့မင်းတို့ဆိုင်မှာဝယ်ထားတဲ့ပစ္စည်းကိုမင်းတို့ဈေးနေတာတို့ကြောက်မှန်းတယ်လေအကုန်လုံး customer လေ customer feedback ကိုယူလေမင်းလုံးမလို့ပိတ်တာလားလို့ဟမ်ပိတ်တာလက်ခံလို့ရလီးလို့ဘန်းလာ customer တွေကိုဟောလုံးမဖာတယ်မတွေဟမ်